ဒုတိတတိဒီမာစတာဇောင်းရကျွန်တော်ကိုမှများအားလုံးမင်္ဂလာပါကျွန်တော်မိတ်ဆွေတွေဒီလာမယ့်နှစ်2026ပေါ့နော်တစ်နှစ်လုံးစာလို့တော့မဟုတ်ဘူးပေါ့ဒါပေမဲ့သူ့ကိုအကျဉ်းရည်တွေနဲ့ထွက်နေတဲ့ပေးနေတဲ့မွေးကနန်းပေါ့နော်ဒီလိုပုံစံမျိုးကျွန်တော်စောင့်နေတဲ့အနေအထားမျိုးဖြစ်ခဲ့လို့ပေါ့နော်ဒီမှာကျွန်တော်တို့ပထမကပ်မှာစပေးတော့ကကျွန်တော်တို့ဒီမှာ24ချိန်3လုံးမှာ24ချိန်ကနန်းနောက်နှလုံးပေါင်း6ဖြစ်ခဲ့လို့ရှိရပေါ့နော်ဒီမှာနောက်နှလုံးပေါင်း6ဖြစ်ခဲ့တာဆိုလို့4ချိန်ပဲရှိခဲ့တာပေါ့နော်ဒီမှာတစ်ချိန်ဒီမှာ2ချိန်ပေါ့နော်နောက်ထပ်နောက်နှလုံးပေါင်း6ဆိုလို့ဒီမှာ3ချိန်ပေါ့နော်အခုနောက်နှလုံးပေါင်း6လို့ဖြစ်ထားတာက936လို့ထွက်သွားတဲ့အတွက်နောက်နှလုံး6ပေါ့နော်အဲ့ဒီနောက်နှလုံး6ရေလို့ဖြစ်တဲ့အချိန်ဒီတိုင်းမှာပေးနေတဲ့ကနန်းမွေးကနန်းပေါ့နော်ကျွန်တော်တို့ဒီမှာနောက်နှလုံး6လို့ဖြစ်ခဲ့လို့ရှိရင်သူ့နောက်ကနောက်အထောင်3လုံး333ဆိုတဲ့ကနန်း3လုံး333ဆိုတဲ့အထောင်ကနန်း3လုံးကကျွန်တော်တို့ဒီမှာ66ကအခွားနှစ်မလို့နှစ်ကြိမ်မှာ333နောက်ဘက်နှစ်မှာလိုက်ကြည့်လိုက်ပါနှစ်ကြိမ်မှာထွက်တာပေါ့နော်အဲ့မှာနှစ်ကြိမ်မှာ333လို့ဒီမှာနှစ်ကြိမ်ထဲမှာ333ထွက်တာပေါ့နော်အဲ့လိုပဲကျွန်တော်တို့ဒုတိယကတ်မှာပေါ့နော်ဒုတိယကတ်မှာလည်းကျွန်တော်တို့64နှစ်နောက်နှလုံးပေါင်းက6နောက်နှလုံးပေါင်း6ဖြစ်တဲ့အချိန်မှာလည်းဒီမှာသူ့နောက်ပိတ်အထောင်3လုံးက865ဆိုပြီးထောင်ထားတယ်865ထောင်ခဲ့တဲ့အဲ့865ကနန်းကို6ရဲ့2ရဲ့အခွ8မလို့8ကြိမ်မှာကျွန်တော်တို့နောက်ဖက်နဲ့8ကြိမ်မှာပေါ့နော်အဲ့တော့8ကြိမ်မှာကျွန်တော်တို့ကကြည့်ရအောင်အဲ့တော့ဒီမှာ8ကြိမ်မှာ986ဆိုတဲ့ကနန်းထွက်ပါတယ်အကြိမ်ကိုကြည့်မယ်ဆိုလို့ရှိရင်အဲ့မှာ8ကြိမ်မှာပေါ့နော်ဒီမှာ8ကြိမ်မှာ986ဆိုတဲ့ကနန်းထွက်တယ်ကျွန်တော်တို့2ကတ်ပြီး3ကတ်ပေါ့နော်ဒီမှာ3ကတ်မှာလည်းနောက်ပေါင်း6ဆိုပြီးဖြစ်ခဲ့တဲ့ဟာကဒီမှာ451ဆိုတဲ့ကနန်းရှိတယ်အဲ့451နောက်နှလုံးပေါင်း6ဆိုတော့သူ့ကိုအပေါ်ကနောက်3လုံးအထောင်က166ဆိုပြီးမှနောက်အထောင်3လုံးပေါ့နော်အဲ့ဒီ166ထွက်ရမှာကဆောင်း2ကတ်ပြီးခဲ့တယ်လို့ပဲအခွ9မလို့9ချိန်ထဲမှာသွားကြည့်ပါကျွန်တော်တို့9ချိန်ထဲမှာပေါ့နော်9ချိန်စီကိုအဲ့ဒီ166ကနန်းပေါ့နော်ဒီမှာ616ဆိုတဲ့ကနန်း9ချိန်မှာထွက်တယ်ပေါ့နော်အဲ့မှာသူ့ကိုအချိန်ကြီးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့9ချိန်ကိုကျွန်တော်တို့အဲ့မှာအဲ့မြင်းလေးတိုင်ကြည့်ခဲ့ပေါ့နော်9ချိန်မှာပဲထွက်တာပါဒီမှာ9ချိန်ပေါ့နော်ဒီ9ချိန်9ချိန်မှာပဲအဲ့လိုထွက်ခဲ့ပြီးတော့မှ9ချိန်မှာပဲထွက်တဲ့616ဆိုပြီးမှထွက်လာတာပေါ့နော်ဒီမှာ616ကလန်နာရှိရင်တော့ယူကြည့်ပေါ့နော်ဒါကျွန်တော်ကတော့ကလန်နာနဲ့ပြနေကြလို့မဟုတ်ဘူးပေါ့နော်ဒီမူကိုကျွန်တော်စောင့်နေကြတာတော့ကြာပါပြီဒါတိုက်ရိုက်ဆိုင်တိုင်းဒီနှစ်ကွန်ဘိန်းမှာလာဖြစ်တာပေါ့နော်ကျွန်တော်ဒီမှာလဲ936ကျွန်တော်ဒီဘက်24ချိန်မှာခုနှစ်2025နှစ်ကုန်24ချိန်မှာ936ထွက်သွားတာပေါ့နော်အဲ့တော့936ထွက်သွားတဲ့အတွက်နောက်နှလုံးပေါင်း6လို့ဖြစ်ခဲ့ပြီကျွန်တော်တို့ကဒီမှာ145ထွက်ထားတယ်252ထွက်ထားတယ်895ထွက်ထားတယ်နောက်3လုံးအထောင်က925ဆိုတဲ့ကနန်း3လုံးအထောင်925အဲ့ဒီ925ကိုကျွန်တော်တို့ဒီမှာအခွ3မလို့တကယ်တမ်းထိုးရမှာတော့3ချိန်ကိုကျွန်တော်ဒီမှာဒီ3ချိန်ဖြစ်တဲ့ဒီ2026ထဲမှာ3ချိန်ဖြစ်တဲ့ဒီနေရာကိုဒီမိုင်းမိုက်ကန်ထိုးတဲ့တာကနန်းပေါ့နော်တကယ်လို့3ချိန်မပေးခဲ့ရင်3ချိန်73ချိန်23ချိန်တွေမှာထိုးပေါ့နော်ဒီမွေးကနန်းတစ်ကွက်ကိုကျွန်တော်စော့ထွက်မှာရဲ့ဂျားချောင်ပြီးနောက်ကျထွက်မှာတွေကြောင့်မလို့ကျွန်တော်တစ်နှစ်လုံးမွေးခိုင်းတာပေါ့နော်တကယ်တမ်းတင်ပြီးထိုးတဲ့တာသူ့ရဲ့အခြေကြောင့်လည်းဒီနေရာမှာ3ချိန်မှာဒီ9နှစ်ပတ်လည်ကိုတော်လေးထိုးတဲ့တာပါကျွန်တော်ထွက်နေတဲ့ပုံစံတွေကိုကြည့်မယ်ဆိုလို့ရှိရင်လေသူကပထမဆုံးအလုံးကခါးတိုင်ဝင်ထွက်နေတာပေါ့နော်ကျွန်တော်မူလေးကရှင်းနေပါတယ်နောက်နှလုံးပေါင်း6ဖြစ်တဲ့အချိန်အခွားနှစ်မို့လို့2ချိန်မှာထွက်ရမယ့်ကဏ္ဍက333ကို333လို့ထွက်တာပေါ့နော်ကျွန်တော်ဒီပထမဆုံးဒီကဏ္ဍကခါးတိုင်ဆိုလို့ရှိရင်အဲ့မှာ333ဆိုပြီးမှ2ချိန်မှာထွက်တာပေါ့နော်ကျွန်တော်မိတ်ဆွေ333အဲ့တော့ဒီဘက်မှာ986ထွက်တုံးကလည်း986ထွက်တဲ့အချိန်မှာလည်းဒီမှာ865ဆိုတဲ့8ကခါးတိုင်နဲ့ထွက်တာဆိုလို့ရှိရင်ကျွန်တော်တို့ကအခွာ8မလို့8ကြိမ်မှာ986ဆိုတဲ့ကဏ္ဍ8ခါးတိုင်နဲ့986ထွက်တာပေါ့နော်ဒီလိုပုံစံအဲ့မှာ8ကြိမ်မှာ986ပေါ့နော်ကျွန်တော်တို့ဒီမှာ3ကြိမ်မြောက်မှာလဲထွက်တဲ့ပုံစံက166ဆိုတဲ့ကဏ္ဍက1ကခါးတိုင်နဲ့
ထွက်ရမယ်ဆိုလို့ရှိရင်အခွ9မလို့9ချိန်မှာ616ဆိုတဲ့ကဏ္ဍ9ချိန်မှာထွက်တာပေါ့နော်ကျွန်တော်ဒီမှာ9ချိန်မှာပေါ့နော်အဲ့မှာကျွန်တော်ပြောလို့ကြည်ပါအဲ့9ချိန်မှာပဲထွက်ထားတဲ့ပုံစံပေါ့နော်9ချိန်မှာ616အခုတော့ဒီမှာဖြစ်တဲ့ပုံစံကကျွန်တော်တို့က9နဲ့9ကိုခါးတိုင်းပို့ပြီးတော့ထိုးရမယ်ဆိုလို့ရှိရင်255နဲ့55နှစ်ပေါ့နော်255နဲ့55နှစ်ကိုတကယ်တင်ပြီးတော့မွေးတင်တယ်ဆိုတဲ့အကြောင်းအဲ့တော့အခွ3ဖြစ်တဲ့အတွက်3ချိန်မှာပို့ပြီးထိုးတင်တဲ့အကြောင်းရင်းပေါ့နော်ကျွန်တော်မိတ်ဆွေဒီမွေးကနန်းပေါ့နော်ကျွန်တော်မိတ်ဆွေတွေဒါ2026ကိုဒီ55နှစ်နဲ့255ဒီ3ခွက်ကိုကျွန်တော်မိတ်ဆွေတွေတင်ပြီးမွေးထိုးပါဒီ9နှစ်9ရေလို့လဲမွေးထိုးပါနော်ဒီ3ခွက်ထဲပါဒါလေးကျွန်တော်မိတ်ဆွေတွေဒီတိုင်းရေးပြတဲ့အချိန်မှာတကယ်မွေးကျင်တဲ့သူကစိုက်ပါပြပါလို့ပြောလို့ကျွန်တော်ဒါတခါလဲစောစီးစီးပဲကျွန်တော်ပြလိုက်တာပါကျွန်တော်မိတ်ဆွေတွေ2026မှာဒီ55နှစ်255 9နှစ်5ထွက်တဲ့အချိန်မှာကျွန်တော်မိတ်ဆွေတွေနဲ့ပေါက်သီးဖြစ်တဲ့အချိန်မှာကျွန်တော်မိတ်ဆွေတွေနဲ့ပြန်လဲဆုံးတွေ့ကြပါတယ်အားလုံးကံကောင်းကြပါစေဗျဇော်ဝင်းပါ